မိမတယောက်နေတာကြသွားတဲ့အချိန်မှာအပြုတ်မနှမျိုးရှိပါတယ်။ပထမချက်ကသူချစ်တဲ့ယောက်ျားတယောက်ပေါ်လုံးဝဥပိ္ပခပြုပြီးအပီးတန်လိုက်ခွဲလိုက်ခြင်းပါပဲ။နောက်တစ်ချက်ကတော့အကြောင်းကြောင့်နောက်အနာနေပြီးမြင်အပြောဆိုအပြုတ်မှုလုံရက်တိုင်ကိုလိုက်ခံစားခြင်းမရှိတော့တာပါပဲ။မိမတယောက်ရဲ့ချစ်တတ်တဲ့စိတ်ခွင့်လွတ်နာလေစိတ်ပေးဆက်ခြင်းတဲ့စိတ်တစ္ဆာရှိတတ်တဲ့စိတ်တွေဟာယောက်ျားများထက်ပိုပြီးအစွန်ကြပါတယ်။အဲ့လိုမိန်းမမျိုးပြတ်တောက်သွားတဲ့အခါမှလည်းပိုပြီးမှာကြောတက်ကြပါတယ်။မိန်းမတစ်ယောက်ဟာအတူရှိနေချိန်မှာမိမိရဲ့ပတ်သက်သူရဲ့အဆိုးအလုံးကိုရင်ဆိုင်ကိုညီပြချင်းပေးနိုင်တဲ့စိတ်ဆွမ်းအင်တတူတွေရှိတတ်ကြပါတယ်။အကြောင်းတစ်ခုခုကြောင့်လိုအပ်ချိန်တိုင်းအမြဲအစဉ်သိရှိနေတတ်ကြပါသေးတယ်။မတောင်းဆိုပဲအလိုက်တည်းဘယ်နေရာမှာဘာတွေလိုအပ်လဲဆိုတာကိုပံ့ပိုးပြီးရင်ပျော်ရွှင်တတ်ကြပါသေးတယ်။အဲ့လိုမိန်းမမျိုးပြောင်းလဲသွားပြီဆိုပုံမမာကြောတတ်ကြပါတယ်။ဒါဟာပိစက်မှုလွန်ခြင်းနဲ့ထပ်တူရှိနေတဲ့မသိစိတ်တစ်ခုရဲ့နာကြီးရှင်ပါပဲ။ပြောင်းလဲသွားခြင်းကြမှာမိန်းမတယောက်တန်ဖိုးကိုတီးလာတယ်။အခြားမိန်းမတွေနဲ့နိုင်ချင်းဒီမှာမြင်လာတယ်ဆိုတာတန်ဖိုးအမှန်ကိုတီလာတာမဟုတ်ပါဘူးမိမိတန်ဖိုးကိုတီတဲ့သူဆိုတာအစာကလေးကတန်ဖိုးထားတတ်ကြမှာပါဒါကြောင့်အစစအရာရာပြီးဆက်ပြီးချစ်တတ်တဲ့မိန်းမတယောက်ကိုသူ့လိုအပ်နေချိန်မှာမေတ္တာပြန်ပေးပါဂရုစိုက်ပေးပါအတိမတ်ပြုပေးပါတာယာမှုနောက်လိုက်ရင်ဖောက်ပြန်ခြင်းကိုမကျူးလွန်မိပါစေနဲ့အဲ့လိုမိန်းမစီကနေအရင်လိုကျင်နာမှုတွေကိုပြန်လေတန်းတာမျောလင်းနေပြီမေမပေးနိုင်တော့တာယုံကြည်မှုမရှိတော့တာဟာမိမတယောက်ရဲ့အပြစ်မဟုတ်တော့ပါဘူးသူဘာကြောင့်ပြောင်းလဲသွားတာလဲသူဘက်ကတုတ်ပြန်မှုတွေဘာကြောင့်အိဆက်သွားပါသလဲသူဘာလို့နေသားကြသွားလဲဆိုတာဟာသူချစ်တဲ့ယောက်ျားကပဲသူစိတ်ကိုနေသားကြသွားအောင်ပြုလုပ်ပေးလိုက်ပါ